အားလုံးနဲ့အနတ္တကမဘဝတွေမဲ့ကျင်လီခဲ့ကြရာရဲ့မဆုံးနိုင်ရတဲ့တဝဲလဲနဲ့သမှုရဆိုသောတနာရဲ့ညိလာတဲ့တန်ရောမြင်ကတွင်သားရင်သမီးရဲ့ဇနီးမဲ့ခင်မွန်းလင်တဲ့ဆွေရဲ့မျိုးရဲ့ချစ်ကြွတွေတွေနှောင်ပွဲချီရဲ့မယုံနိုင်မထွက်နိုင်မြဲခိုင်လာတဲ့သံဃာခရီးအနတ္တကမဘဝတွေမဲ့ကျင်လီရဲ့ရတာ